ချင်းမုန်းချင်းကိုကျွန်မပြောငါစစ်သားတယောက်လည်းမဟုတ်ဘူးချက်ခိုင်းရလည်းမဟုတ်ဘူး NLD ကိုအချိန်ပြည့်ထောက်ခံပြီးတော့မှပခုံးနဲ့ထမ်းတင်ပေးခဲ့တာနိုင်ပါသေးတော့အုတ်ချုပ်ပါတော့တိုင်းပြည်ကောင်းဆောင်လုပ်ပါတော့လို့ပခုံးနဲ့ထမ်းပြီးအငက်ခံပြီးတော့မှအောင်လည်းကာလတစ်လျှောက်လုံး2010မှာထမင်းငက်ခံပြီးတော့တင်ပေးရတဲ့ဒီကနေ့ငါတင်ထားတဲ့ငါတို့အစိုးရအခုမြင်ရပြီအဲ့တော့မဝေဘာမပြောထောက်ပြတာခုကထောက်ပြတာဖြစ်စဉ်တွေကိုထောက်ပြတာအဲ့အတွက်မဆဲဘူးမုန်းပါဘူးလည်းမပြောဘူးချစ်ပါတယ်လို့လည်းမပြောဘူးတခုပဲကျွန်တော်တို့လုတ်ပိုင်ခွင့်တစ်ရှိတယ်2020မှာအဖြစ်ပေါ်မယ်ရှင်းတယ်နော်2020မှာအဖြစ်ပေါ်မယ်ငါတို့လုတ်ပိုင်ခွင့်နဲ့ငါတို့ဘယ်လိုပြန်လုပ်မလဲထပ်တင်ခဲ့ပြီးသွားပြီဒါမီတာကအရင်ဦးသိန်းစိန်လက်ချက်ဖုံးပေလေကုန်လေးကို900ခန်းလုံးထက်တယ်ဦးသိန်းစိန်စတာအဲ့ချိန်မှာမြန်မာပြည်မှာဟာရန်ကုန်တိုင်းကနေပြီးတော့ဦးဆန်လာဆိုတဲ့ Facebook အကောင့်ကနေရန်ကုန်မန္တလေးပူပေါင်းပြီးတော့ဒီဖုံးနဲ့ပတ်သက်တဲ့ဒီလေကုန်အခွန်ကောက်မဲ့ကိစ္စကိုဆန်လာအကြီးပြမယ်လို့စတဲ့ကြွေးကြော်ကြတာဟိုက်ဆန်လာနန်းရှိလာမဲဆရာတော်နဲ့ဖုံးဆက်ပြီးတော့မန္တလေးမှာရှိတဲ့နန်းရှိလာမဲဆရာတော်နဲ့ဟိုက်ဆန်လာဆိုတဲ့ဒီကောင်ကြီးနဲ့အင်တာနက်ကနေချိတ်ဆက်အကုန်လုံးအဲ့ချိန်မှာအင်တာနက်လေးကထူကောင်းတယ်စောင့်ကြည့်တဲ့လူတွေများတယ်ဦးသိန်းစိန်ကပြလို့လေစော်ပေးသွားတယ်မကောက်ဘူးမယူတော့ဘူးဟာငါလုပ်တာငါတော်တယ်ငါတို့လုပ်ခဲ့တာအဆင်ပြေတယ်လို့ကိုဝင်ကြွားနေတာတကယ်ကိုတော်တာမဟုတ်ဗျဦးသိန်းစိန်ကောင်းတာဦးသိန်းစိန်ကောင်းတာသူလုပ်ပေးသွားတယ်ပြည်သူကိုကြည့်သွားတာပြောကြတာပြည်သူကိုကြည့်သွားတာဟုတ်ပြီငါလုပ်တာတော်တယ်ဆိုရင်ဒီကနေ့ဒီဆိုးရလက်ထက်ဒီဟာကိုတို့လုပ်ခဲ့ပြီးသွားပြီပြည်သူတစ်ချက်မရှိဘူးဘာတွေပြောနေလဲဘာမှမရှိဘူးမိသားစုအခွန်တွေကိုပြောနေတယ်ပြည်သူဘက်တစ်ချက်မကြည့်ဘူးရအောင်လုပ်သွားတယ်ရအောင်တောက်တယ်ယူပါမတရာရေးတာပေးတယ်ယူဒီနိုင်ငံမှာနေဒီဆိုရအုပ်ချုပ်အောင်မှာနေဒီဒါထိုက်ဆောင်မှာပဲမနိုင်လဲထနိုင်လဲထမင်းငက်လဲငက်ပေးမပေးလို့ပေးပဲပေးတယ်ကိစ္စမရှိဘူးဒါပေမဲ့လုတ်ပိုင်ခွင့်တော့ရှိတယ်လုတ်ပိုင်ခွင့်ပေါင်နေ2020မှာအဖြစ်စကားပြောမယ်အများကြီးပဲဒါဗုဒ္ဓဘာသာနိုင်ငံမြန်မာယဉ်ကျေးမှုဒလိထုံးတဲ့အစင်လားဘာသာရေးတာနာရေးဒါလည်းအများကြီးပဲဒီကနေ့ဒီနိုင်ငံဗုဒ္ဓဘာသာနိုင်ငံဖြစ်ပြီးတော့ဗုဒ္ဓဘာသာအနိကုတ်ခံနေရခြင်းဟာလည်းပဲဒါလည်းပြောနေတာဒါပေမဲ့ဒီ file လေးကလျှစ်စစ်မီတာနဲ့ပတ်သက်ပြီးတော့တယ်ပြီးပြောတာမို့လို့ကျန်တဲ့ဘာသာရေးဆိုင်ရာတွေတာနာရေးဆိုင်ရာတွေလူမျိုးရေးဆိုင်ရာတွေအမျိုးသားရေးဆိုင်ရာတွေမပြောတော့ဘူးလူရင်းတိုရှင်းလေးနဲ့ဗီဒီယိုဖိုင်ကြည့်လူလဲတက်တာအောင်ဘေးတက်တာအောင်လို့နော်လူရင်းတိုရှင်းလေးလည်းပဲဖိုင်ရှိလူဘူးမှမကြည့်ဘူးဒါကြောင့်မလို့ဒီလောက်တည်းပဲကျွန်တော်ပြောတယ်နောက်ဆုံးပြောချင်တာပါလေကျွန်တော်တို့မြန်မာပြည်သူပြည်သားတွေရဲ့ဘဝလူနေမှုအစစ်အတန်းကိုလက်စစ်ဆိုတဲ့ဟာမီတာကားကြီးနဲ့ချက်ချိုးပလိုက်ပြီးဖြက်စီးလိုက်ပြီးအနေနဲ့အလားစုဆောင်ပြီးတော့မှတစ်ခုပြီးတစ်ခုရင်းနေနဲ့စုလာတဲ့မိမိရဲ့အိမ်သုံးပစ္စည်းလေးတွေနော်အကုန်လုံးကိုရက်တန့်စေအောင်လုပ်လိုက်တာဒီဟောဒီမီတာနဲ့ထောက်လိုက်တာပါမီတာပါနော်ဒါလေးပါပဲ2020မှာလုတ်ပိုင်ဝင်နေလေအဖြေပေးမယ်ဒါပဲ